ကဲတားတို့သမီးတို့ကိုစာကိုရေးနော်ဒီမပွေးတိုင်းဒေသကြီးကဆရာစီမှာအလဲ17.9 သန်းတော့မှ view ကရောက်ချလာဆရာမကွန်မန့်တွေကလည်းမပြန်နိုင်ဘူးမပြန်နိုင်တဲ့လူတွေလည်းစိတ်မဆိုးပါနဲ့လို့တကယ်လို့မအားလို့ပါကျိုးပြန်နိုင်တော့ပြန်တယ်ကွန်မန့်တွေကိုဖတ်လို့မနိုင်ဘူးအဲ့ကြတော့ဒုတိယစာဆောင်လေးတော်များများလည်း live ပါခိုင်းနေဝင်ဝေစဲမျိုးလုံးတွေပြူနေနှစ်ဖူးတွေရိုက်နေကြာရရှိနေတယ်ဒီဖက်ကြည့်လိုက်စမ်းဟာတို့လီလာဝတီတိုင်းဒေသကြီးနော်လီလာဝတီတိုင်းလီလာဝတီတိုင်းဟင်းတရွမြို့နယ်ဟင်ဘုဖက်သွားဖက်လေးတဲ့အများကြီးပြထားတယ်ငါပြောတော့ကအပြာရောင်ချစ်လရလေးစီတို့ချက်ချီလန်းကငါကြီးကန်းကိုရင်းနေငှက်လို့ကလေးကချင်မမှတ်လိုက်ပါဟာတင်းနဲ့ငန်းလို့အသေးနဲ့လွမ်းနေတာတော့တဲ့အမေရီကျက်လို့အချိန်မပြတ်ရအောင်ဇင်းရောလို့ကျင်ပေါ်ပြရှိနေပြီဘာလို့သွားပြီးဖြီးနေစာရေးကိုစားကိုကြီးမင်းဘေးနာလင်းယုံကိုအတင်းမြုံလိုက်နေတော့မင်းအရင်ကရှုပ်ခဲ့တဲ့ဇီးခွက်နဲ့လည်းပြီးတတ်လိုက်ပါမင်းကစာကလေးလို့ထားပေးခဲ့တော့ဒီကဟင်းသားလို့အတင်းပြနေပြီတဲ့ရေကျက်လို့အသေးဆက်ချင်မယ်မင်းဘက်ကတောက်တဲ့ငှက်လို့စောက်ရှက်မှတ်ဖို့လေလို့ဟာတိုက်ရမကောင်းတော့တော်ပဲလို့အပြောမမြေပဲနဲ့ငှက်ခါလို့ပြတ်သားလိုက်ပါโอเคလားဒီလိုဆိုတောင်ရခုလို့မောင်းလာကြုံမယ်တဲ့ heist အမေ heist ကပါလိုက်ပြီကြိုက်သွားပြီလားတဲ့ဘောဓိစာလို့ပြောကြည့်တာပါကွာတဲ့စာပြူလို့လည်းအမာမယူနဲ့စာမဲလို့လည်းလာမချွဲနဲ့စာညူလို့ဗမာလူကြီးဟေးလာဝေမောင်တို့ဝမ်းစမောရန်တော်ညံဟာဟာဟာဟမ်နောက်ကအမွေစိတ်များဖွဲ့မှွေလိုက်တာဆက်ဖုံပူးနေတာပဲနော်ကောင်းပြီကောင်း